ဒီရက်ဘယ်ရဖြစ်တာဝိတခါမေးလို့ဒီရက်ကဆိုးလိုက်တာဘလို့ဖြစ်ပေါ်လာတော့ဒီဟာရဲ့သမိုင်းကြောင့်ကိုမေးလို့မြတ်စွာဘုရားအဲ့ဒီမှာကုမ္မဇက်ကိုဟောတာဟုတ်လားရှေးတုန်းကဗာရဏသီပြည်ကာတိတိုင်းမှာတဲ့သူ့ရာလို့အမည်ရတယ်မုတ်ဆိုးတယောက်ရှိတယ်အဲ့တော့ဒီနေ့တော့ तू ကအဖိုးတန်ပစ္စည်းပေါ့စင်စွယ်တို့ဘာတို့ထိ तू ရကျင်တဲ့အတွက်ကြောင့်တာမန်တိုးလောက်တယ်မဟုတ်ဘဲနဲ့တကယ်ဟိမွန်တာတော်တဲ့ထိသွားရှာတာတကယ်ကိုတိုးကြီးမြက်မဲပေါ့နော်လူသားမန်တွေချက်စားဖို့မလွယ်တဲ့နေရာထိသွားတာအဲ့လိုသွားတဲ့အခါကျတော့ तू အဲ့ဒီမှာပဲသဲချပြီးတော့ရှာတာစင်စွယ်တွေဘာတွေရှာဆို तू လာနဲ့ချီပြီးတော့ကြာမယ်ပေါ့နော်အဲ့ဒါမှ तू ထူးဆန်းတာဘာလဲဆိုတော့တစ်ပင်တစ်ပင်ကခွာသုံးခွဖြစ်နေအဲ့ဒီခွာပိုးတွေဘာတွေထိုးလို့လားဒါမှမဟုတ်ဆွေးတာကပဲပဲ့ထွက်သွားလို့လားအထဲထဲမှာ तू အိုးလို့ဖြစ်နေနော်ခြုံကြီးပေါ့နော်အောက်ကလည်းအသက်မာဆိုတဲ့အခါကျတော့ပေါက်ထွက်ပြီးတော့မသွားဘူးအဲ့ဒါကသူ့တဘာဝလျောက်ဖြစ်နေအဲ့ဒါမိုးရွာပြီဆိုရင်အဲ့ဒီရေကခတ်မသွားဘူးအပင်ကလည်းအကြီးကြီးနေမှာပေါ့ဘုန်းတို့ကဘာအကြီးဆုံးတစ်ပင်ကြီးဆိုတော့ဒီနေ့ကမြင်လဲရတယ်လူ10ယောက်ဖက်လို့တောင်မှမိမယ်မထင်ပါဘူးရှိရနော်ဒါတဘာဝတရားဟုတ်လားစမ်းကြည့်တယ်နော်အခုလည်းပဲအဲ့ဒီဟာကြီးကနော်စုံကြီးဖြစ်ပြီးတော့ခွာမှာအိုးကြီးလို့ဖြစ်နေအဲ့ဒါမိုးရည်တွေကြာတော့ရေတွေပြည့်နေအဲ့ဒါငှက်တွေဘာတွေကတခါလေးတလေးတဘာတွေဘာတွေချီလာကြအိမ်မှာစားရင်းနဲ့ပြုတ်ကြတချို့အသီးတွေချီလာကြပြုတ်ကြအဲ့ဒီအပင်ကကျွေတဲ့အသီးတွေအဲ့တော့အသီးပေါင်းစုံအရွက်ပေါင်းစုံကလည်းအဲ့ဒီတည်းပြုတ်ကြနေရပူဒါလည်းပဲစိန်ထားတယ်လို့လည်းဖြစ်အဲ့ဒီနေဘူးကြောင့်မို့လို့လည်းပဲသူကချက်တယ်လို့လည်းဖြစ်ပြီးတော့ရဲတက်နေတယ်အဲ့ဒီအရေကအဲ့ဒါနဲ့ဟာဒီအရေတွေနော်အဲ့ဒီမုတ်ဆိုးကစိတ်ဝင်စားတယ်ဘာတွေလဲတော့မသိဘူးဘလို့တွေများဖြစ်မလဲမသိဘူးဒီဥစ္စာကအဲ့ဒါငှက်တွေကအဲ့ဒီအရေတွေကိုတောက်ပြီးတော့သူတို့ကမူးပြီးတော့အဲ့ဒီနားတင်လဲနော်အိပ်ပျော်သလိုမျိုးဖြစ်မပြန်နိုင်ဘူးအဲ့ဒါမုတ်ဆိုးကတခါလေးအဲ့ဒါတွေကောက်ပြီးတော့ကင်စားပြုစားပေါ့နေနောက်တော့တချို့ငှက်တွေကြတော့လည်းပဲခဏနေတော့မူးပြေပြီးတော့ဘူးပြားနဲ့ပြန်သွားကြပြန်ရောအဲ့ဒါကိုကြည့်ပြီးတော့ဒီအရေကသေစီတတ်တဲ့အရေကတော့မဟုတ်ဘူးဒီအကောင်လေးတွေတောက်ပြီးတော့ခဏပဲသူတို့ဖြစ်နေတာပြီးတော့ပြန်သွားကြတာပေါ့နော်အဲ့ဒါနဲ့စမ်းပြီးတော့တောက်ကြည့်မယ်ဆိုတော့စိတ်ထဲမှာရှင်မူးတဲ့အရာလားပျော်ရွှင်တဲ့အရာလားဒါမျိုးတွေသူခံစားရမယ်ပေါ့နော်အဲ့ကျတော့သူကသဘောကျသွားတာဟုတ်လားအဲ့ဒါနဲ့သူကအလုပ်ဖြစ်အဲ့ဒီရေခတ်တောက်လိုက်အဲ့ဒီနာပြုတ်ကြနေတဲ့ငှက်တွေဘာတွေကင်စားလိုက်အမီးရောရတယ်ပေါ့နော်တခါတည်းဟုတ်လားအဲ့ဒါနဲ့သူကသဘောကျပြီးတော့အဲ့ဒီတော်တွေအဲ့တော်ကြီးထဲမှာလည်းပဲရသေးတစ်ပါးရှိအဲ့ရသေးရလည်းပဲဒါသူ့ဝါဒနာရတိတ်တိတ်ဆိတ်ဆိတ်နေခြင်းလို့နေမှာပေါ့ရသေးရဲ့နာမည်ဝရုဏအဲ့ဒီရသေးတွေသွားဒီသေရီကိုကြည်တော့ကလေးနဲ့ထည့်ပြီးတော့ငှက်ကင်တွေပါနေသွားအဲ့ဒါနဲ့ရသေးကိုပြောတော့ဒါအရက်လို့လည်းမသိဘူးလေဘာမှမသိဘူးသူတို့ကဒီဥစ္စာဒါအစပဲဟုတ်လားအဲ့ဒါတောက်ကြည့်ရင်ရီဝေနဲ့ကောင်းတယ်ဟုတ်လားအဲ့ဒါနဲ့ရသေးကိုဖျားရောက်တဲ့ခါကျတော့ရသေးရလည်းပဲသဘောကျပြီးတော့တောက်ကြည့်အဖော်လေးနဲ့မှသူတို့တောက်တာလေဟုတ်လားအဲ့ဒါနဲ့သူတို့ကဒီဟာဘလို့နီးနဲ့ဒီလိုဖြစ်တယ်လေဆိုတဲ့တဘာဝကိုသူတို့ကနားလေတယ်ပေါ့နော်ဒါအသီးရွက်တွေကြာတယ်နေနဲ့ချက်တယ်ဟုတ်လားစိန်ထားရတယ်ဒီသဘောတွေကိုသိတဲ့အခါကျတော့နောက်ကျတော့သူတို့ကဒီအရေကိုယူသွားပြီးတော့ပထမသူကဒီအစွန်ဖျားမြို့တစ်မြို့ကဒီအုပ်ချုပ်တဲ့လူပေါ့အစိုးရမင်းရှင်ဘရင်တော့မဟုတ်တော့နေစားပေစားအဆင့်လောက်ပေါ့ဟုတ်လားအဲ့ဒါကိုဒီအရေတွေကိုပြောပြပြီးတော့တိုက်ဟာဟောတော့ပြီးတော့သဘောကျဟာကုံလို့ရှိရင်သူတို့ဟိမွန်တာသွားပြီးတော့ယူကြပြန်ပြီဟုတ်လားအဲ့လိုနီးနဲ့နောက်ဘေးရောက်တော့ဆိုတော့ဗာရာဏသီရောက်တယ်ဗာရာဏသီရောက်တဲ့အခါကျတော့ဘုရင်တွေဘာလို့အကုန်လုံးတောက်ကြတော့သဘောကျတော့ဟာခဏကြီးသွားပြီးတော့ဟိမွန်တာထိသွားမယူနိုင်ဘူးမယူနိုင်တော့ဘာလုပ်တုံဆိုတော့ဒီအစားအုံပုံစံဒီလိုဖြစ်ပေါ်ဖို့နီးကိုမှတ်သားပြီးတော့သူတို့ချက်ကြတာပေါ့နော်အဲ့အရက်စတာအဲ့ဒီကစတာဟုတ်လားနောက်ကြတော့တနိုင်ငံလုံးဗာရာဏသီပြည်တစ်ပြည်လုံးတောက်ကြစားကြတော့အကုန်လုံးစီပွားရေးတွေဘာတွေမေ့လျော့ကြပြီးတော့ပျက်စီးတာပေါ့အဲ့တော့သူတို့ကထွက်ပြေးကြတယ်ဟုတ်လားနောက်ဘယ်ရောက်တော့တာကေတအဲ့ဒီတာကေတမြို့လေသူတို့ကြောင့်ပျက်စီးဒီအရက်ဒေတာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးကြတော့သူတို့ဘယ်ရောက်တော့ဆိုတာဝတိကိုရောက်သွားတယ်တဲ့အဲ့ဒီတာဝတိမြို့ကိုပိုင်တဲ့မင်းကတပ္ပမိတ်တမင်းတဲ့အဲ့ဒါမင်းကြီးမသေးရီဆိုတာရှိတယ်အဲ့ဒီဥစ္စာကိုဆက်တခြင်းတယ်ဟာဘလို့ဟာတော့သေရီဆိုတာအဲ့ဒါကိုရဖို့တမင်းတို့ငါဘာပေးရမှာတော့ဟာစင်အိုကြီးအလုံး900လောက်ပေးမယ်ဟုတ်လားဆန်တွေပေးရမယ်ထက်ညက်တွေပေးရမယ်သူတို့ချက်ကြမှာအဲ့ဒါနဲ့အိုးကြီးတွေနဲ့ချက်ကြတာ
ချက်တဲ့အခါကျတော့ဒီသေရည်တွေကိုကြွက်တွေပါတွေကတောက်မှဆိုလို့ကြွက်တွေပါတွေကြမှဆိုလို့ကြွက်နှိမ့်ဆက်မှဆိုလို့ဆိုတော့အဲ့ဒီအိုးနာမှာကြောင်တကောင်ဒီခြေပြီးတော့ကြောင်ကိုအဆောင်ခိုင်းတယ်အိုးတွေလည်းအများကြီးဆိုအဲ့ဒါကြောင်တွေကအဲ့ဒီဝေးကြတဲ့အရေတွေကိုရှာနေနဲ့ရက်ကြပြုတ်ကြရင်လည်းအဲ့ဒီကြောင်တွေကမူးပြီးတော့လဲကြမူးပြီးတော့ခွေးနေတော့အဲ့ဒါကြွက်ကိုစောင့်မဲ့ကြောင်ကဘာမှမလုပ်နိုင်ဘူးအဲ့ဒီမှာလာတဲ့ကြွက်ကအဲ့ဒီကြောင်တွေရဲ့နှုတ်ခမ်းမွေးတွေကိုကိုက်တယ်အမိတွေကိုကိုက်တယ်နော်ကြောင်ကိုကြွက်ကပြန်ကိုက်တယ်နော်ကြွက်ကကြောင်ကဘာမှပြန်မလုပ်နိုင်ဟုတ်လားအဲ့ဒါနဲ့ဘယင်ကကြည်စမ်းဒီကောင်တွေလုံးမဲ့အရေတွေတောက်လို့ငါကြောင်တွေသေးကုန်ပြီအဲ့တော့ဒီကောင်တွေကအစိတ်တွေကိုလှုပ်တဲ့ကောင်တွေပဲဆိုပြီးတော့ဒီကောင်နှစ်ကောင်ကိုတတ်ဆိုတတ်ခိုင်းတာဟာမင်းကြီးဒါအစိတ်မဟုတ်ဘူးအလွန်ချိုမြိန်တဲ့အရေတွေမရအောင်အကုန်လုံးကဝိုင်းတတ်တယ်အဲ့နှစ်ယောက်အဲ့မှာတေးသူတို့အသက်ခံရအဲ့ဒါနဲ့သူတို့လည်းတက်ပြီးတော့ဒီအိုးတွေကိုသွန်ညမဟေးဆိုတော့ကြောင်တွေကပြူးပြင်းနေထပြီးတော့ကြောင်တွေကလည်းမြူးပြီးတော့သွားရောဟာမသေးဘူးပေါ့နော်မသေးဘူးဆိုရင်ကိုင်သူတို့ပြောတဲ့အတိုင်းဒါအလွန်ချိုမြိန်တဲ့အရေးဖြစ်လိမ့်မယ်တို့တောက်ကြည့်ကြမယ်သူတို့နှစ်ယောက်ကတော့အသက်ပေးလိုက်ရတော့နော်သူရာမုတ်ဆိုးနဲ့ဝရုဏယတိပြက်ဆိုတော့အဲ့အရက်စတာအဲ့ဒီကစတာ